ကိုပြောင်းလဲပေးတာကကံတရားမဟုတ်ဘူးဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုကျွန်တော်အနေနဲ့မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်မိတ်ဆွေဘဝမှာလှုပ်ချင်ခဲ့ပေမဲ့ဒီနေ့အထိမလှုပ်ဖြစ်သေးတဲ့အရာတစ်ခုရှိလားစီးပွားရေးတစ်ခုခုစတင်ကျင်တာ YouTube channel တစ်ခုဖွင့်ကျင်တာစကိတ်တစ်ခုခုကိုစတင်တင်ယူကျင်တာဒါမှမဟုတ်မိတ်ဆွေတကယ်ဖြစ်ချင်ခဲ့တဲ့ဘဝတစ်ခုရှိခဲ့ဘူးလားရှိတယ်ဆိုရင်ဒီနေ့အထိဘာကြောင့်မစဖြစ်သေးတာလဲငွေမရှိလို့လားအချိန်မရှိလို့လားအခွင့်အရေးမရလို့လားတကယ်တော့အကြောင်းရင်းတစ်ခုပဲရှိပါတယ်မိတ်ဆွေအနေနဲ့ဆုံးဖြတ်ချက်လုံးဝမချရသေးလို့ပါ Think and Grow Rich စာအုပ်ထဲမှာ Napoleon Hill ကအခုလိုမျိုးပြောထားပါတယ်အောင်မြင်သူတွေဟာဆုံးဖြတ်ချက်ကိုမြန်မြန်ဆန်ဆန်ချတတ်ကြပြီးတော့ကြာရှုံးသူတွေကတော့ဆုံးဖြတ်ချက်ချတဲ့နေရာမှာအမြဲတမ်းနောက်ကျနေတတ်ကြပါတယ်တဲ့တကယ်တော့ဘဝမှာအန္တရာယ်အကြီးဆုံးအရာကမှားယွင်းတဲ့ဆုံးဖြတ်ချက်မဟုတ်ပဲဘာမှဆုံးဖြတ်ချက်မချတာပဲဖြစ်ပါတယ်တဲ့စဉ်းစားကြည့်ပါလေရင်တစ်ဟာပြေးလမ်းပေါ်မှာရရက်နေတဲ့အချိန်ဟာအလုံးကြုံဆုံးပဲဖြစ်ပါတယ်တဲ့ဒါပေမဲ့လေရင်ကိုတီဆောက်ထားတာဟာရပ်ထားဖို့မဟုတ်ပါဘူးပြန်တမ်းဖို့ပဲဖြစ်ပါတယ်လူတွေလည်းဒီလိုပါပဲအမြဲတမ်းစောင့်နေမယ်အမြဲတမ်းကြောက်နေမယ်အမြဲတမ်းတွေးနေမယ်ဆိုရင်ဘဝကဘာမှဖြစ်လာမှာမဟုတ်ပါဘူးဘယ်တော့မှလည်းပြောင်းလဲလာမှာမဟုတ်ပါဘူးဆုံးဖြတ်ချက်ချတဲ့အချိန်မှာဆုံးဖြတ်ချက်ချရတယ်စတင်တဲ့အချိန်မှာပဲစတင်ရမှာဖြစ်ပါတယ်ဒီလိုပဲကိုအမြဲတမ်းယုံကြည်မှုရှိနေဖို့လိုအပ်ပါတယ်အောင်မြင်သူနဲ့တာမန်လူတွေကြွာချသွားတာဟာဉာဏ်ရည်ကြောင့်လည်းမဟုတ်ဘူးကံကြောင့်လည်းမဟုတ်ဘူးအောင်မြင်သူတွေကသူတို့လုပ်ရမယ်လို့ကိုကြောက်စိတ်ရှိနေပေမဲ့လည်းလုပ်ခဲ့ကြပါတယ်မသေးကြသေးပေမဲ့လည်းစတင်ခဲ့ကြတယ်အစင်သင့်မဖြစ်သေးပေမဲ့လည်းဆုံးဖြတ်ချက်တွေချခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကြည့်ပြီးတာနဲ့မိတ်ဆွေအချိန်အကြာကြီးတွေးနေခဲ့တဲ့အရာတစ်ခုကိုရွေးချယ်လိုက်ပါပြီးရင်ဆုံးဖြတ်ချက်ချလိုက်ပါဘာလို့လဲဆိုတော့ဘဝကိုပြောင်းလဲပေးတာကစောင့်ဆိုင်းခြင်းမဟုတ်ပါဘူးဆုံးဖြတ်ခြင်းပဲပြီးတော့မိတ်ဆွေရဲ့အနာဂတ်ကိုပြောင်းလဲပေးမဲ့နေ့ကတနေ့မဟုတ်ပါဘူးဒီနေ့ပဲဖြစ်နိုင်ပါတယ်အခုပဲဒီဗီဒီယိုရဲ့ comment မှာမိတ်ဆွေချခြင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါဒီဗီဒီယိုကမိတ်ဆွေကိုအတွေ့အကြုံတစ်ခုပေးနိုင်ခဲ့ရင် share လုပ်ပေးပါကျွန်တော်ကောင်းဆက်လို့ပါဘဝမှာထူးချွန်အောင်မြင်ကြပါစေခင်ဗျာ